အားလုံးပဲမင်္ဂလာပါ Knockout Punch ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ UFC ရဲ့ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးတွဲဆိုင်ဖြစ်တဲ့အစ္စလမ်မာကာရှက်နဲ့အီလီယန်တူပူရီယာရဲ့တွဲဆိုင်ကစတင်လှုပ်ခတ်လာပြီပဲဖြစ်ပါတယ်လက်ရှိမှာအစ္စလမ်အနေနဲ့ကဝေဒါဝီတန်တီကိုတတ်သွားတာဖြစ်လို့တူပူရီယာနဲ့တွေ့ဖို့အတွက်ကအဆင်မပြေဘူးဖြစ်နေတယ်တူပူရီယာဘက်ကနေဆိုရင်လည်း lightweight တန်တီတက်လာပြီးသူ့ရဲ့ power နဲ့စွမ်းဆောင်ရည်တွေကိုချပြထားရဲဆိုပေမဲ့လည်းဝေဒါဝီတန်တီတက်ဖို့အတွက်ကြတော့သူ့မှာလည်းအဆင်ပြေမှုလေးတွေရှိနေတယ်ဆိုတော့ဒီလိုအဆင်မပြေမှုလေးနှစ်ခုကြားထဲမှာဒီတွဲဆိုင်ရဲ့အတန်ကအနည်းငယ်တိုးသွားတာပဲဖြစ်ပါတယ်အားလုံးသိထားတဲ့အတိုင်းတမရတော်နဲ့ transition ပေးမဲ့ White House မှာကျင်းပမဲ့ UFC ပွဲစဉ်မှာအစ္စလမ်မာကာရှက်နဲ့အေလီယန်တူပူရီယာတို့ရဲ့တွဲဆိုင်ကပါဝင်လာမလားဆိုပြီးစိတ်ဝင်စားစရာဖြစ်လာပါပြီ။ဘာကြောင့်လဲဆိုတော့ဒီရက်ပိုင်းအတွင်းမှာပဲအစ္စလမ်ဘက်ကနေပြီးတော့ White House မှာကျင်းပမဲ့ UFC ပွဲစဉ်မှာသူနဲ့အေလီယန်တူပူရီယာတို့ရဲ့တွဲဆိုင်ထက်ဘယ်တွဲဆိုင်တွေကပိုပြီးတော့စိတ်ဝင်စားစရာကောင်းမှလဲဆိုပြီးတော့မေကွန်းထုတ်သွားတာပဲဖြစ်ပါတယ်။ဆိုတော့အစ္စလမ်နဲ့ထိုးကျင်လို့ lightweight တန်းတီတက်လာတဲ့တူပူရီယာအနေနဲ့ဘလို့တုတ်ပြန်သွားမလဲတကယ်လို့ဒီတွဲဆိုင်တာ White House မှာကျင်းပခဲ့ရင်ဘယ်သူကအသာစီးယူသွားမလဲဆိုတာကိုယ်ပိုင်ထင်မြင်ယူဆချက်လေးတွေအောက်က comment မှာမှန်ခဲ့ပေးလို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်